လူစီကားတဲ့မျိုးရဲ့ဈေးတနေရာမှာကြောင်မကြီးတစ်ကောင်ဟာဆိုင်တစ်ဆိုင်ကိုအလွန်အမင်းစိုက်ကြည့်နေခဲ့ပြီးဆိုင်ရှင်လက်မှာငါးကြော်ကိုချီကာတနေရာကိုဥတီပြီးတိတ်တိတ်လေးခိုးထွက်လာခဲ့ပါတယ်။ဆိုင်ရှင်ကတွေ့တော့ကြောင်မကြီးနောက်ကိုဒေါသတကြီးနဲ့အလင်းအမြန်ပြေးလိုက်လာခဲ့ပါတယ်တကယ်တော့ကြောင်မကြီးဟာလွန်ခဲ့တဲ့နှစ်လလောက်ကကလေးမွေးခဲ့ပြီးသူ့ကလေးတွေပိုက်ဆနေကြတာကိုမကြည့်ရလို့ခိုးယူခဲ့တာဖြစ်ပါတယ်။ဒေါသကြီးတဲ့ဆိုင်ရှင်ကလည်းမကြွေးနိုင်ဘူးဆိုပြီးငါးကြော်ဆိုကြောင်မကြီးစီကပြန်လူယူသွားပါတယ်။ထို့အခါကြောင်မကြီးလည်းသူ့ကလေးတွေအစာအော်တောင်းနေကြတာကိုမြင်ရပြီးသားလေးတို့ခဏဆောင်ပေးပါနော်။အမေသားတို့စားဖို့အစာရှာပြီးပြန်လာခဲ့မယ်လို့ပြောပြီးထွက်သွားပါတယ်။ကြောင်မကြီးဟာအစာရဖို့ဆိုင်ရှင်ထံသွားကအတနာခံခဲ့ပါတယ်။ဆိုင်ရှင်ကကြောင်မကြီးအားအလုပ်ပေးခဲ့ပြီးကြောင်မကြီးကလည်းကြိုးကြိုးစားစားလုပ်ပေးနေခဲ့ပါတယ်။စိတ်ထဲမှာလည်းသူ့ကလေးတွေအတွက်အစာရပြီဆိုပြီးကြည်နူးနေရင်ပေါ့။ကြောင်ကလေးတွေဟာလည်းသူ့အမေပြန်လာမှာကိုမျှော်လင့်တစားစောင့်နေကြပါတယ်။ဆိုင်ရှင်ကလည်းကြောင်မကြီးကိုငါးကြော်နှစ်ကောင်ပေးကပြန်လုပ်ခဲ့ပါတယ်။ကြောင်မကြီးကလည်းသူ့သားလေးတွေစီဝမ်းသာအားရပြေးသွားပြီးအစာများချကျွေးကားပျော်ပျော်ရွှင်ရွှင်စားတောက်နေကြပါတော့တယ်။ဒီပုံမြင်လေးကတော့မိဘမေတ္တာတူနိုင်မရကြောင်းဖော်ညွှန်းထားတာပဲဖြစ်ပါတယ်။